Bismillahirrahmanirrahim. Rohingya luမျိုးစုအပါဝင်မြန်မာပြည်သူပြည်သားများနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးကျွန်ုပ် Rohingya Solidarity Organization RSO မှဘုံမှုကြော်မြင့်ထွန်းဒီနေရာကနေအထူးပဲနှုတ်ခွန်းဆက်သပါကြောင်းဥစွာပြောကြားလိုပါတယ်အားလုံးအစ္စလာမ်အလိုင်ကွမ်မင်္ဂလာရှိပါစေလေးစားအပ်ပါသောမြန်မာမိဘပြည်သူများခင်ဗျာအချက်ဖက်ကောင်းဆောင်စစ်အာဏာရှင်မင်းအောင်လှိုင်မှတရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Phoenix TV နဲ့မေလ20ရက်နေ့ကမေးမြန်းခန်းတစ်ရက်မှာရိုဟင်ဂျာတို့ဟာစစ်တကောင်းသားတန်ဂါလီပါကစ္စတန်နိုင်ငံသားစသဖြင့်စင်ကြင်မှုနဲ့အဆက်တရကင်းမဲစွာပေါ်ပေါ်တင်တင်လင်းလေးပြောကြားခဲ့ပါတယ်ပြီးရင်မင်းအောင်လှိုင်ကသူဟာဗမာနိုင်ငံရဲ့အရှင်သခင်လူဗမာပြည်ဟာသူ့ဘဝကပိုင်ဆိုင်ခဲ့တဲ့လူနဲ့သူလက်ခံမှပဲဗမာပြည်မှာနေထိုင်ခွင့်ရှိတဲ့သဘောပြောနေတာလည်းတွေ့ရပါတယ်မင်းအောင်လှိုင်ရဲ့အဲ့လိုလင်းလေးပြောဆိုမှုကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ချုံချပါတယ်လင်းလည်မှုနဲ့မုဒ္ဒဝါဒဆိုတာအရေးချင်းမရှိတဲ့လူအောက်တန်းစားတွေအမြဲဆောင်ထားတဲ့လက်နက်တည်းဖြစ်ပါတယ်သူရတတိနဲ့ပြေးစုံတဲ့အာဏာရှင်တွေကဘာပေါ်မှာမြောင်းမြစွာထွန်းကားခဲ့ဖို့ပါတယ်မျက်မှောက်ကာလမှာလည်းအများကြီးရှိပါတယ်သူတို့ကမင်းအောင်လှိုင်လိုအောက်တန်းကြမလိန်တတ်ပါဘူးသူတို့မှာလုံရည်ကန်ရည်ရှိပါတယ်တုတ်တာကိုလောက်တေလို့မမှန်ကန်ဝန်ကန်ရေးတယ်မှန်မာလာတွေထားကြပါတယ်ဒီမင်းအောင်လှိုင်ကြတော့စစ်အာဏာရှင်ဆိုတာထက်မိမချင်းမိမကြံနဲ့အကောက်ကြံထက်တဲ့လူလီလူညာတူတာဖြစ်ပါတယ်လို့မှတ်ချက်ပေးခြင်းပါတယ်ကျွန်တော်တို့ရဲ့ဖြစ်ထင်မှုနဲ့ရခိုင်ဒေသအကြောင်းဘယ်လောက်ရှိဦးကြတယ်လဲဆိုတာကိုသူကောင်းကောင်းသိပါတယ်အခုဟာတမင်တက်ရုပ်မာတာပါဒီလိုပြောနေတာသူဆက်ပြီးဒီလိုပဲရိုဟင်ဂျာတွေအပေါ်မှာတပ်ပြက်မျိုးတုံးစီရင်ပြစ်မဲ့ဆိုတာပြသနေခြင်းဖြစ်ပါတယ်လို့နားလေပါတယ်လေးစားအပ်ပါသောမိဘပြည်သူများခင်ဗျာမင်းအောင်လှိုင်ဟာဟိုအစကတည်းကဒီစကားကိုဒီတိုင်းပဲပြောလာနေကြတာဖြစ်ပါတယ်စိတ်ထဲမှာအပြောင်းအလဲဆိုတာဘာတစ်ခုမှမရှိပါဘူးဒီလူပုဂ္ဂိုလ်တွေကတိုင်းပြည်တစ်ခုခုသုံးမဟုတ်အဖွဲ့အစည်းတစ်ခုခုကိုဥဆောင်မဲ့ဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒီအဖွဲ့အစည်း၅ပါးမဟုတ်ဘူးပဲရှိပါတယ်ဒီနေရာမှာမင်းအောင်လှိုင်ရဲ့ယုံရမ်းတဲ့စိတ်နဲ့သဘောထားကိုမပြောင်းတော့ဘူးဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုဘာဖြစ်လို့အခုဒီလင်ရန်လှည့်စားနေတာလဲဒုက္ခတွေပြန်ခေါ်ဖို့အစိုးရကိုယ်စားလှယ်အဖွဲ့လွှတ်လိုက်အာဆီယံကိုအဖာခေါ်လာလိုက်နိုင်ငံသဘောတူစာချုပ်တွေလက်မရေးထိုးလိုက်ပြန်လက်ခံမဲ့သူတွေကိုနိုင်ငံသားပြည်အောင်လမ်းကင်းပေးမယ်လို့မလုံးတွေပေးလိုက်ပြီးရင်ဒုက္ခတွေလက်ခံရေးစခန်းတွေသူတို့နေဖို့အိမ်ယာတွေစောက်နေတာဘာကြောင့်လုပ်နေရတာလဲဒါကြောင့်ဒီလိုအတွင်းစိတ်တရုတ်တက္ကံစိုးသွန်းရုပ်မာတဲ့အချမ်းပတ်တမားတူအပေါ်ကျွန်တော်တို့ဘယ်သူမှအယုံကြည်မရှိတော့ပါဘူးမြန်မာပါကစ္စတန်နောက်ပိုင်းမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်စီးမင်းပေါ်လာတာဘယ်တော့မှမကြသေးပါဘူးဒီမတိုင်ခင်ဒီဒေသခံတွေဖြစ်တဲ့ရခိုင်ရိုဟင်ဂျာမရူဒိုင်းနဲ့မရမာယီတက်ခမီဟိန္ဒူစားတဲ့လူတွေဟာအတူတကွပူးပေါင်းနေထိုင်ပြီးတော့တစ်ချိန်လုံးကူးလူဆက်ဆံမှုတွေရှိခဲ့တယ်လို့နှစ်ဖက်ခွာပြီးနေထိုင်ကြတာပါပဲပြီးရင်စစ်တကောင်းဒေသဆိုတာရှည်တဲ့ကာလတစ်ခုအထိအာရကန်ရဲ့ပိုင်နဲ့အဖြစ်တည်ရှိနေခဲ့ပါတယ်အဲ့ဒီမှာရိုဟင်ဂျာလွဲလို့ကြံတဲ့လူတွေဗမာပြည်ဖက်မှနေရင်မြန်မာနိုင်ငံသားတိုင်းရင်းသားရိုဟင်ဂျာဆိုရင်ဗမာပြည်နေစစ်တကောင်းသားခိုးရင်ဘင်္ဂါလီဖြစ်ရောလားဒါဒီမကရပါဘူးရခိုင်လူတတ်တို့မလူတို့တိုင်းနဲ့တို့ဒီဘက်ကနေဟိုဘက်ကူတော့ရင်ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သွားလို့မြန်မာနိုင်ငံကြီးလောကမှာကြိုက်တယ်လို့ခြေလေးနေနိုင်တာဘာကြောင့်လဲတဖန်အဲ့ဒီလူတွေသဘောမတူလို့ရိုဟင်ဂျာတွေပက်ဆက်အသက်ခံရနိုင်ငံသားအခွင့်အရေးဆုံးရှုံးခံရ
နိုင်ငံထရားမောင်းထုတ်ခံရရုပ်စွအစုံရိုဟင်ဂျာတွေကိုနိုင်ငံသားတတ်မှတ်ဖို့ရတင်ရထိုက်တဲ့အခွင့်အရေးတွေပေးဖို့အတွက်ပါအဲ့ဒီလူတွေသဘောတူမှဆိုတာပါသဘောလေလေးစားအပ်ပါတော့မိဘပြည်သူများခင်ဗျာဦးမီလိုင်းမီအောင်လိုင်းရဲ့အထက်ပါအင်တာဗျူးမှာပြောတဲ့စကားဟာကျွန်တော်တို့လူခင်ကြတွေအနေနဲ့လုံးဝလက်ခံစရာအကြောင်းမရှိပါဘူးလူမျိုးဘာသာကွဲခြားဆက်ဆံတဲ့အောက်တန်းကြတဲ့စိတ်တက်ကိုအခြေခံပြီးပြောဆိုခဲ့တဲ့အပြောဆိုဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဦးမီအောင်လိုင်းကိုသူရဲ့အထက်ပါပြောဆိုချက်သူရဲ့အဲ့ဒီပြောဆိုချက်ချက်ချင်းရုပ်သိမ်းဖို့အတွက်ဒီနေရာကနေပြက်ပြက်တတ်တောင်းဆိုလိုက်ပါတယ်တကယ်လို့သူ့အနေနဲ့ပြန်မရုပ်သိမ်းဘူးဆိုရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်အားလုံးကိုသူကပဲတာဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ရပိုင်ခွင့်တွေအတွက်ရခင်လမ်းဟောင်းအတိုင်းပဲပြန်ပြီးလက်နက်ကင်တဲ့လမ်းစဉ်ရွေးချယ်ခဲ့ပြီးပါပြီအပြင်းအထန်ပြင်လဲပြင်ဆင်နေကြပါပြီဒီတိုက်ပွဲကိုအာရိုဆူကပဲဥဆောင်မှာဖြစ်ပြီးရိုဟင်ဂျာတမျိုးသားလုံးအမျိုးသားရေးတာဝန်ထရဖြစ်အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်သွားမယ်ဆိုတာဆုံးဖြတ်လိုက်ပါတယ်တိုက်ပွဲတကစားပြီးဟိတ်ဆိုရင်အဆုံးသတ်ဖို့အတွက်တော်ရုံနဲ့ပြီးမှာမဟုတ်ပါဘူးအခုအချိန်ဟာဗမာတပြည်လုံးတောတောင်ကြီးလက်ဒေသကနေမြို့ကြီးပြကြီးဒေသတွေအထိလူရန်စားအလွာဘုံစုံကမြောင်းလှန်ရဲ့အကြံပတ်မဒိန်တက်ကိုလက်နက်ကင်တော်လန်ထိုက်ခိုက်နေတဲ့အချိန်နောက်တစ်စစ်မျက်နှာတရက်ဖွင့်မှဆိုရင်ဘယ်အထိဖြစ်လာနိုင်တယ်လဲဆိုတာခံမှန်းနိုင်ပါတယ်အာရိုဆူရဲ့တိုက်ပွဲအတွက်ပြင်ဆင်နေမှုကိုလည်းအခုပူးရေးတင်ပြထားတဲ့ဗီဒီယိုထဲမှာရှုစားနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်